သက်ကိုနှစ်အရွယ်မှာတင်ဘာတွေလုပ်နေခဲ့တယ်လဲကျွန်တော်တို့အများစုကတော့ကျောင်းစာတွေဗီဒီယိုဂိမ်းတွေနဲ့မုံစားဖို့ပဲစဉ်းစားနေခဲ့ကြတာပါဒါပေမဲ့စဉ်းစားကြည့်လိုက်ပါအဲ့ဒီအသက်အရွယ်မှာတင်ဟာ NBA လို့အဖွဲ့အစည်းကြီးတွေနဲ့စာချုပ်ချုပ်နိုင်တဲ့ဒါမှမဟုတ်ကဘာကျော်ကုန်တိုက်ကြီးတွေရဲ့စင်ပေါ်မှာတင်ထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေကိုတင်ရောင်းနေရတဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေမယ်ဆိုရင်ရောဒီဗီဒီယိုမှာလူကြီးဖြစ်မှစီးပွားရေးလုပ်လို့ရမယ်ဆိုတဲ့အယူအဆကိုရိုက်ချိုးလိုက်ကြရအောင်ဈေးကွက်ဆိုတာတင်ရဲ့အသက်အရွယ်ကိုဂရုမစိုက်ပဲတင်ပြီးနိုင်တဲ့တန်ဖိုးကိုပဲကြည့်တယ်ဆိုတာကိုဒီကမ္ဘာအငယ်ဆုံးတန်းကျွယ်သတိတွေကတက်တည်ပြသွားမှာပါဒီဗီဒီယိုမှာတော့အသက်9နှစ်နဲ့4နှစ်အရွယ်မှာကိုပိုင်လုပ်ငန်းတွေကိုစတင်ခဲ့ပြီးအခုဆိုရင်ကမ္ဘာကျော်တဲ့အထိအောင်မြင်နေတဲ့ကလေးလူငယ်လုပ်ငန်းရှင်2ယောက်အကြောင်းပြောပြပေးသွားမှာပါသူတို့ကတော့ Moose Sports ရဲ့ CEO Mosiah Bridges နဲ့ Meat and the Beast Lemonade ရဲ့တည်ထောင်သူ Michaela Onma တို့ပဲဖြစ်ပါတယ် Mosiah Bridges နဲ့ Passion တော်လန်ရေးပထမဆုံးပြောပြမယ့်ကမ္ဘာအငယ်ဆုံးတန်းကျွယ်တစ်ထီက American ပြည်ထောင်စု Tennessee ပြည်နယ် Memphis မြို့က Mosiah Mo Bridges ဆိုတဲ့သူဖြစ်ပါတယ်2011ခုနှစ်အသက်9နှစ်အရွယ်မှာမိုးမှာပြဿနာတစ်ခုရှိနေခဲ့ပါတယ်သူကဝစ်ကောင်းစားလောက်ဝေးရတာဝါသနာပါပေမဲ့ကလေးတွေအတွက်ထုတ်တဲ့လေပိုင်းဘူးတိုင်းတွေကအည်သွေးအယမ်းညံ့ပြီးရုပ်ရှင်တဲကလူပြက်တွေဝစ်တယ်လို့ပဲဖြစ်နေတာပါမိုးကတော့လူကြီးစီးပွားရေးသမားတွေဝစ်တယ်လို့မျိုးတကယ်ပိုးသားနဲ့လှုပ်ထားတဲ့အည်သွေးမြင့်ဘူးတိုင်းတွေကိုပဲဝစ်ချင်တာမို့ဈေးကွက်ထဲမှာရှိတဲ့ဘူးတိုင်းတွေကသူ့ဖြစ်ချင်တဲ့ style နဲ့မကိုက်ညီဘူးဖြစ်နေခဲ့ပါတယ်ဒီလိုအခြေအနေမှာကလေးအများစုကတော့ညင်းညူပြီးလက်လျှော့လိုက်ကြမှာပါဒါပေမဲ့မိုးကတော့အဲ့ဒီလိုမဟုတ်ခဲ့ပါဘူးသူကအငိမ့်စားအချုပ်တီဖြစ်တဲ့သူ့အဖွားစီသွားပြီးအချုပ်ပညာသင်ပေးဖို့တောင်းဆိုခဲ့ပါတယ်သူကချုပ်ယုံတယ်မဟုတ်ဘဲကိုယ်တိုင်ဒီဇိုင်းဆွဲချင်တာပါအဲ့ဒီလိုနဲ့သူကအဖွားဖြစ်သူရဲ့အချုပ်အကျွင်းအကြံအထေစားတွေကိုတုံးပြီးအယောင်အသွေးစုံလင်တဲ့ဘူးတိုင်းတွေကိုစတင်ဖန်တီးခဲ့ပါတယ်အဲ့ဒီလိုသူဖန်တီးထားတဲ့သူ့ရဲ့ဘူးတိုင်းတွေကိုကြောက်မှဆိုရင်ကြောက်ခဲလေးတွေနဲ့တော့လေးပြီးရောင်းခဲ့ရတဲ့အထိဝါသနာကြီးခဲ့သူပါမိုဟာသူ့ရဲ့ပစ္စည်းတွေကို Etsy လို online ဈေးကွက်မှာစတင်ရောင်းချခဲ့ပေမဲ့အဲ့ဒါကိုကစားစရာလို့သဘောမထားပဲတကယ်ကုမ္ပဏီတစ်ခုလိုစနစ်တကျလှုပ်ဆောင်ခဲ့ပါတယ်အသက်12နှစ်အရွယ်မှာတော့သူကစွန့်ဦးတီထွင်လုပ်ငန်းရှင်ကချမ်းသာတဲ့ရင်းနှီးမြှုပ်နှံသူတွေကိုသူတို့ရဲ့ထုတ်ကုန်တွေတင်ပြပြီးရင်းနှီးမြှုပ်နှံမှုနဲ့လမ်းညွှန်မှုများရဖို့ကြိုးပမ်းရတဲ့ကဘာကျော် Shark Tank ဆိုတဲ့စီးပွားရေးဆိုင်ရာရုပ်သံအစီအစဉ်စီကိုရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီမှာသူဟာရင်းနှီးမြှုပ်နှံသူတွေကိုဆွဲဆောင်နိုင်ခဲ့ရုံနဲ့မဟုတ်ပဲ Fashion လောကရဲ့အထိပ်သီး Damon John စီကနေလမ်းညွှန်မှု mentorship ကိုပါရရှိခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာမိုဟာပိုမိုအောင်မြင်လာခဲ့ပြီးသူ့ရဲ့အောင်မြင်မှုမှတ်တိုင်များအနေနဲ့2019ခုနှစ်မှာ NBA ကစားသမားတွေအတွက်ဘုံတိုက်ထုတ်လုပ်ပြရတဲ့စာချုပ်ကြီးချုပ်ဆိုနိုင်ခဲ့ပါတယ်။ပြီးတော့သမ္မတအိုဘားမားနဲ့ကိုယ်တိုင်တွေ့ဆုံပြီးအိုဘားမားဘလူးဘုံတိုက်ကိုလက်ဆောင်ပေးခဲ့ပါတယ်။ Time Magazine ကရွေးချယ်တဲ့ဩဇာအရှိဆုံးလူငယ်30စရင်မှာလည်းနှစ်ကြိမ်တိုင်ပါဝင်ခဲ့ပါတယ်။မိုဟာအသက်အရွယ်ဆိုတာအတားအဆီးမဟုတ်ဘူးဆိုတာကိုတက်တည်ပြခဲ့သူပါ။သူက BOWS ဆိုတဲ့မူဝါဒကိုကျင့်သုံးပါတယ်။ B believe in yourself မိမိကိုယ်ကိုယုံကြည်ပါ O look for opportunities အခွင့်အရေးကိုရှာပါ W work hard ကြိုးစားပါ S seek support မိသားစုနဲ့တငယ်ချင်းတွေရဲ့အကူအညီကိုယူပါဆိုတာဖြစ်ပါတယ်မိုဟာဈေးကွက်ထဲကလူအပ်ချက်ကိုမြင်အောင်ကြည့်ပြီးအခွင့်အရေးကိုလက်မလွတ်ပဲကြိုးစားခဲ့လို့အောင်မြင်ခဲ့တာဖြစ်ပါတယ်မီခေလာအိုမာနဲ့ပြားလေးများကိုကယ်တင်ခြင်းနောက်ထပ်ကမ္ဘာအငယ်ဆုံးတန်းကျွယ်သတိတစ်ယောက်ကတော့ Me and the Beast Lemonade ကိုတီထောင်သူ Michaela Onma ဖြစ်ပါတယ်။သူမရဲ့အစကတော့လူတိုင်းကြောက်တဲ့ပြားတုတ်ခံရခြင်းကနေစတာပါ။အသက်4နှစ်အရွယ်မှာသူမဟာတပတ်အတွင်းပြား2ခါတုတ်ခံခဲ့ရပါတယ်။ကလေးအများစုကတော့ပြားဆိုရင်ကြောက်ပြေးကြမှာဖြစ်ပေမဲ့ Michaela ကတော့ပြားတွေကဘာကြောင့်အရေးကြီးတာလဲဆိုတာကိုစတင်လေ့လာခဲ့ပါတယ်။အဲ့လိုလေ့လာရင်းကနေပြားတွေမျိုးတုံးသွားရင်ကမ္ဘာစားနပ်ရိက္ခာစနစ်ကြီးတစ်ခုလုံးပျက်စီးသွားနိုင်တယ်ဆိုတာကိုသူမသိခဲ့ရပါတယ်။ဒါကြောင့်မီခေလာဟာပြားတွေကိုကူညီခြင်းတလို့လူငယ်စီးပွားရေးပြိုင်ပွဲတစ်ခုကိုလည်းဝင်ပြိုင်ခြင်းနေခဲ့ပါတယ်။အဲ့ဒါနဲ့သူမရဲ့အဖွားဖြစ်သူရဲ့1945ခုနှစ်ကတံပရာဖြော်ရီဖြော်နီးလန်းကိုယူပြီးတကြားအစားပြားရည်ကိုတုံးက Bee Sweet Lemonade ကိုစတင်ဖန်တီးခဲ့ပါတယ်။သူမရဲ့ထူးခြားတဲ့စိတ်ကူးကတော့အဲ့ဒီ Bee Sweet Lemonade ရောင်းရသမျှအမျက်ထဲကတစ်စိတ်တစ်ပိုင်းကိုပြားတွေကိုကာကွယ်ဆောင်ရှောက်ရေးအဖွဲ့အစည်းတွေစီလှူဒန်းတာပဲဖြစ်ပါတယ်။လူတွေကဖြိုရီကိုပဲဝယ်တာမဟုတ်ဘဲသူမရဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်ကိုပါအားပေးကြရင်းနဲ့အောင်မြင်လာခဲ့ပါတယ်။သူမအသက်10နှစ်အရွယ်မှာ Shark Tank ကနေ$6,000ရင်းနှီးမြှုပ်နှံမှုရခဲ့ရုံတည်းမကပဲနောက်ပိုင်းမှာ Whole Foods လိုကုမ္ပဏီကြီးနဲ့$17 တန်စာချုပ်ချုပ်နိုင်ခဲ့ပါတယ်။အခုဆိုရင်သူမရဲ့ lemonade ကို Whole Foods နဲ့ Target လိုကုန်တိုက်ကြီးပေါင်း4,000ကျော်မှာရောင်းချနေရပါပြီ။ Michaela ရဲ့ဖြစ်ရပ်ကအသက်အရွယ်ဟာကိန်းဂဏန်းတစ်ခုပဲဆိုတာကိုအထင်ရှားဆုံးသက်သေပြနေပါတယ်
အခုဆိုရင် Michaela ဟာ Emory တက္ကသိုလ်မှာကျောင်းတက်ရင် CEO ဖြစ်ပါတာဝန်ယူနေစေပါ Be fearless ဆိုတဲ့စာအုပ်ကိုလည်းရေးသားခဲ့ပြီးလူငယ်တွေကိုအားပေးနေပါတယ်အသက်ငယ်ချင်းဟာလျှို့ဝှက်လက်နက်ပါမူနဲ့ Michaela တို့အောင်မြင်ရတဲ့အကြောင်းရင်းကသူတို့မှာပတ်စံနေအများကြီးရှိနေလို့မဟုတ်ပါဘူးသူတို့မှာလူကြီးတွေမှာမရှိတဲ့စူးစမ်းလို့စိတ်နဲ့မကြောက်မရွံ့ကြိုးစားလို့စိတ်ရှိနေလို့ပါလူကြီးဖြစ်လာတဲ့အခါမှာကျွန်တော်တို့ကဒါကတော့မဖြစ်နိုင်ပါဘူးဆိုတဲ့အတွေးတွေကြာရှုံးမှကိုကြောက်တဲ့စိတ်တွေဝင်လာတတ်ပါတယ်ဒါပေမဲ့ကလေးတွေကတော့ပြဿနာတစ်ခုရှိလာရင်ရှင်းဖို့ပဲစဉ်းစားကြပါတယ်သင်ဟာအသက်ငယ်နေသေးတယ်ဒါကိုအားနေချက်လို့မထင်ပါနဲ့ဒါဟာအားသာချက်ပါဈေးကွက်ဟာသင်ရဲ့မွေးတက်ကလေးကိုမကြည့်ပါဘူးသင်ရဲ့ပစ္စည်းကအည်သွေးကောင်းမွန်မယ်သင်ရဲ့ရည်ရွယ်ချက်ကရှင်းလိမ့်မယ်ဆိုရင်အကဘာလုံးကသင်ကိုကြိုးဆိုနေမှာပါမိဘတွေကိုဘယ်လိုစီးယုံမလဲဒီမှာလူငယ်လုပ်ငန်းရှင်တိုင်းကြုံတွေ့ရတဲ့အဓိကပြဿနာတစ်ခုကိုပြောပြချင်ပါတယ်အဲ့ဒါကတော့မိဘတွေပါပဲသင်မှာစိတ်ကူးကောင်းနေရှိနေရင်သင်ရဲ့ပထမဆုံးရင်းနှီးမြှုပ်နှံသူဟာမိဘတွေပဲဖြစ်ပါတယ်ဒါပေမဲ့မိဘအများစုကစီးပွားရေးလုပ်မယ်လို့ပြောလိုက်ရင်ကျောင်းစာကိုပဲအာယုံစိုက်စမ်းပါလို့ပဲပြောလို့ရှိပါတယ်အဲ့ဒီအမြင်ကိုဘယ်လိုပြောင်းလဲမလဲတစ်စကားထက်လက်တွေ့ကိုအရင်ပြပါမိဘတွေကကလေးတွေရဲ့စိတ်ကူးဟာတစ်ဖက်လောက်ပဲခံမယ်လို့ထင်တတ်ကြပါတယ်ဒါကြောင့် website လုပ်ဖို့ပိုက်ဆံတောင်းမဲ့အစားသင်ကိုယ်တိုင်အခမဲ့စောက်ထားတဲ့ website ဒါမှမဟုတ်သင်ကိုယ်တိုင်လုပ်ထားတဲ့ပစ္စည်းလေးတွေကိုအရင်ပြပါလက်တွေ့စူးစမ်းအားထုတ်မှုကိုမြင်ရရင်မိဘတွေကကိုညီဖို့ပို့ပြီးလူလားလာပါလိမ့်မယ်နှစ်စီးပွားရေးစကားလုံးတွေကိုတုံးပါသင်ကကျွန်တော်ချမ်းသာခြင်းလို့ပြောမယ့်အစားသင်ရဲ့ကုန်ကြစရိတ်အမျက်ငွေနဲ့ဈေးကွက်ရှာဖွေရေးအစီအစဉ်တွေကိုစနစ်တကျရှင်းပြပါသင်ဟာကစားနေတာမဟုတ်ပဲလက်တွေ့ကဘာကပညာရက်တွေကိုလိလာနေတယ်ဆိုတာသူတို့သိသွားပါလိမ့်မယ်သုံးတာဝန်ယူမှုကိုပြပါသင်ရဲ့ကျောင်းစာမှာလေအမှတ်ကောင်းအောင်လုပ်ထားပြီးအိမ်မှုကိစ္စတွေကိုလေကြည်ပုံအောင်လုပ်ထားမယ်ဆိုရင်မိဘတွေကတင့်ကိုယုံကြည်လာမှာပါသင်ရဲ့စီးပွားရေးဟာတင့်ကိုပူပြီးတာဝန်တည်တတ်တဲ့သူဖြစ်လာစေတယ်ဆိုတာသက်သေပြပါမိုဇိုင်းယာနဲ့မီကိုင်လာတို့ဟာကံကောင်းလို့အောင်မြင်ခဲ့တာမဟုတ်ပါဘူးသူတို့ဟာရိုးရှင်းတဲ့စိတ်ကူးလေးတွေကိုတကယ်ပညာရှင်တွေလိုစနစ်တကျလှုပ်ဆောင်ခဲ့လို့အောင်မြင်ခဲ့တာပါဒါကြောင့်တင့်မောင်ရောဘလို့စိတ်ကူးတွေရှိနေတယ်လဲဘလို့ပြဿနာတွေကိုဖြေရှင်းချင်တာလဲအောင်မြင်ဖို့အတွက်လှေကားတစ်ခုလုံးကိုမြင်နေရဖို့မလိုပါဘူးပထမဆုံးခြေလမ်းကိုစလှမ်းဖို့ပဲလိုတာပါဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like နဲ့ subscribe လုပ်ထားဖို့မမိပါနဲ့သင်မရောအသက်အရွယ်ကိုဂီယူမဆိုင်ပဲစတင်ခြင်းနဲ့စီးပွားရေးစိတ်ကူးမျိုးရှိလားဆိုတာ comment မှာပြောပြပေးသွားပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်